နောက်ဆုံးဘိုးရှင်ကဘာတော့ဥပိ္ပခာတန်ဖိုးရှင်ဥပိ္ပခာတန်ဖိုးရှင်ဆိုတာကစတော်ကြီးကပြောတာလေးကတော်တော်ကောင်းနေဗျာသူကဘယ်လိုပြောထားတော့ဆိုတော့ဒီတရားနှလုံးကျင့်သုံးတဲ့အခါမှာအစကနဦးတတိရှိဖို့အတွက်ဒကာဓမ္မတို့ဥယျာဉ်တို့အလွန်အားစိုက်ရတယ်နော်ကိုဒီဟာလေးကိုတိနေဖို့အတွက်ဒီတတိကလေးလွတ်လွတ်မသွားဖို့အတွက်နော်ဒီထားလို့တဲ့အာယုန်လေးပေါ်မှာစိတ်ကလေးကက်ကက်နေဖို့အတွက်အလွန်ဝါယမစိုက်ရတယ်အလွန်ကြောင်းကြစိုက်ရတယ်မကျွမ်းကျင်သေးတော့သူ့ကိုကြိုးစားနေရတဲ့အပိုင်းကြိုးစားရင်းနဲ့ပဲလွဲချော်သွားတာတွေကလည်းရှိနေတယ်အဲ့တော့ပထမအဆင့်တတိရှိဖို့အတွက်အလွန်ကြိုးစားရတယ်နောက်ဒုတိယအဆင့်ဒီတိနေတဲ့အာယုန်လေးရဲ့အမှန်တဘာဝကိုသိအောင်လည်းပဲတော်တော်ကြိုးစားရတယ်ပညာရှိဖို့နော်ပညာအမှန်တိုင်းသိဖို့နောက်ဦးဇင်းတို့တတိယအဆင့်ဝရိယတွေပြတ်မသွားအောင်လည်းပဲဒီသိနေတဲ့အလုပ်ကလေးနောက်ဆင်ဆက်မပြတ်ဖြစ်နေဖို့အတွက်လည်းပဲကိုယ့်ကိုယ်တော်တော်တွန်းအားပေးပြီးတော့လုပ်ရတယ်နော်တတိရှိဖို့အမှန်တိုင်းသိဖို့ဒီအလုပ်ကလေးဆက်ပြတ်မသွားဖို့ကြိုးစားနေရတဲ့အပိုင်းရှိတယ်တကယ်အားထုတ်တဲ့ရင့်လာပြီဆိုလို့ရှိရင်အဲ့ဒီအချက်တွေကအကုန်လုံးပြည့်စုံပြီးတော့ဘာမှဝါယမမဆိုင်ရတော့ဘူးဘာမှကြောက်ကြပြပါတာစိုက်เสียမလို့ဘူးနော်တရားကပဲတရားကိုအားထုတ်သွားတယ်ဆိုတဲ့အဆင့်ပေါ့တရားထုတ်တယ်ဆိုတာဦးဇင်းတို့ပုဂ္ဂလပြပါတာရှိတယ်ဓမ္မပြပါတာရှိတယ်ပုဂ္ဂလပြပါတာဆိုတာအစကနဦးပုဂ္ဂိုလ်ရဲ့အနေနဲ့ကြိုးစားရတာငါလှုပ်အောင်မဆိုပြီးတော့လှုပ်ရတာအဲ့ဒီအဆင့်ကိုကြော်ကျင်လို့မရဘူးနော်ဟုတ်လားပုဂ္ဂိုလ်အနေနဲ့ကြိုးစားနေတာငါလှုပ်အောင်မယ်အဲ့ဒါလို့လုတ်ပါများလို့ရင့်ကျက်လာပြီဆိုတော့မှငါကတရားအထုတ်နေတာလည်းမဟုတ်ဘူးသူကတရားအထုတ်နေတာလည်းမဟုတ်ဘူးတတိတွေဝရိယတွေဉာဏ်တွေတမာတိတွေဒီတရားတွေကဟန်ချက်ညီသူ့အလုပ်ကိုသူလုပ်နေကြတာဆိုတဲ့အရှင်းပေါ့နော်ဒါကတော်တော်ရင့်ကျက်တဲ့အနေအထားမျိုးကိုပြောတာနော်အဲ့ဒါကြတော့ဓမ္မပြပါဒတရားတွေကပဲသူ့အလုပ်ကိုသူလုပ်သွားတယ်ဆိုအလွန်ဆန်းကျယ်တဲ့သဘောတရားတွေသိရလားတရားကြီးမိုက်များအဲ့ဒါလို့ဓမ္မပြပါဒအရှင်းရောက်ပြီးတော့ပုဂ္ဂလပြပါဒအဆင့်ကနေလွန်မြောက်ပြီးတော့တရားကပဲတရားကိုအဆင်ပြေအောင်လှုပ်သွားနေတယ်ကိုကဘာမှသိပြီးတော့အားမဆိုင်ရတော့ဘူးအဲ့ဒီအချိန်မှာစိတ်ဟာအလွန်ကိုဥပိ္ပခာသဘောညီမျှတဲ့သဘောဖြစ်တယ်တဲ့နော်အဲ့ဒါဦးဇင်းတို့ကျမ်းဂန်တွေကတော့လမ်းကောင်းမှာအတိုင်ရောအလှဲ့ရောအင်မတန်ကောင်းတဲ့ညီတဲ့နွားတရှင်းကိုကပြီးတော့မောင်းသွားရသလိုတဲ့နော်တဲ့အခုဒီဥပမာကကလေးတွေကနားလည်းမလားမသိဘူးကပြီးတော့မောင်းသွားတယ်ဆိုတာခုံပေါက်ပြီးတော့မောင်းသွားတယ်လို့မြန်ထင်းနေမှလဲစိုးရသေးတယ်နွားကိုကတယ်လို့ခေါ်တာနော်ဟုတ်လားအတိုင်အလှဲ့ဆိုတာတော့သိလားမသိဘူးဘယ်အတိုင်ညာအလှဲ့တဲ့ဘယ်ဘက်ကနွားကိုအတိုင်လို့ခေါ်တယ်ညာဘက်ကနွားကိုအလှဲ့လို့ခေါ်တယ်နော်ဘယ်အတိုင်ညာအလှဲ့တဲ့အဲ့လိုဘယ်ဘက်ကရောညာဘက်ကရောနွားနှစ်ကောင်ကအလွန်ကိုညီခြေကြညီတယ်လမ်းကလည်းအလွန်ကောင်းတယ်အမောင်းတဲ့လူကတိတ်အာယုံဆိုင်เสียမလို့ဘူးကျိုးကိုကန်ပြီးတော့တပြားလေးကန်ပြီးဘာမှတို့တယ်လည်းမလို့ဟဲ့လို့လုံးเสียမလို့သူသွားနေတယ်တတလေးပဲလိုက်သွားတယ်ခေဥမာနဲ့ပြရတော့အလွန်ကောင်းတဲ့လမ်းပေါ်မှာအလွန်ကောင်းတဲ့ကားကိုမောင်းရတယ်လို့မျိုးဖြစ်မှာပါနော်ဥပိ္ပခာသဘောတရားကိုဒါဦးဇင်းတို့ပြောပြတာဟုတ်လားအဲ့ဒါပေးသဘောသူတော်ကောင်းတို့အဲ့ဒါလိုတရားအလုံးနဲ့ပတ်သက်ပြီးတော့ရင့်ကျက်လာတဲ့အခါမျိုးမှာနော်တတိဝရိယပညာဖြစ်ဖို့ဗျာပါဒအကြောင်းကြမဆိုင်ရဘဲနဲ့စိတ်ဟာဒီတရားနဲ့ပတ်သက်ပြီးတော့အလွန်တည်တည်ငြိမ်ငြိမ်မျှမျှတတာသိမြင်နားလည်နေတဲ့အခါမျိုးမှာဥပိ္ပခာသဘောတရားတွေထင်ရှားလာလေတဲ့အဲ့ဒါကိုဥပိ္ပခာတန်ဖိုးရှင်လို့ခေါ်တယ်တဲ့ဒါအဲ့ဒီဥပိ္ပခာကြတော့ဘယ်မှာတွေ့ခဲ့တော့ဗောဓိပက္ခိယတွေထဲမှာဘယ်မှာမှမတွေ့ခဲ့ဘူးဒီဘုဇင်ထဲမှာပဲတွေ့ရတယ်နော်